ကလေးလေးတွေနဲ့ပတ်သက်ပြီးတော့ပြုစုစောင့်ရှောက်တဲ့နေရာမှာတည်တင်တည်ထိုက်တဲ့အချက်လေးတွေကိုကျွန်တော်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်မွေးကင်းစကလေးကိုညီတန်းအနေနဲ့ပေါ့နော်ဘယ်လိုလေးပြောချင်လဲဆိုလို့ရှိရင်ကလေးတဦးစပြီးတော့မွေးတဲ့ရက်ကနေ28ရက်အထိပေါ့နော်ရက်သားလေးကိုကျွန်တော်တို့ကမွေးကင်းစလို့သတ်မှတ်မှာဖြစ်ပါတယ်မွေးကင်းစကလေးလေးတွေဆိုတာအလွန်နှုတ်နယ်တယ်နောက်ထိခိုက်လွယ်တယ်ဖျားနာလွယ်တဲ့အချိန်ကာလဖြစ်တယ်ပေါ့နော်ပြုစုတဲ့သူတွေအနေနဲ့ဒါလေးကိုသတိပြုဖို့လိုတယ်ဒါကြောင့်မို့လို့မွေးကင်းစကလေးကိုကုသမှုပေးမဲ့ဆရာဝန်ပဲဖြစ်ဖြစ်ဆရာမတွေကိုဖြစ်ဖြစ်ပေါ့နော်ပြုစုစောင့်ရှောက်မဲ့မိဘတွေကိုယ်ပွားတွေဆွေမျိုးတွေနောက်ကလေးစောင့်ရှောက်မဲ့လူအားလုံးဒီမွေးကင်းစကလေးတယောက်ကိုပြုစုစောင့်ရှောက်တဲ့နည်းလမ်းတွေကိုစနစ်တကျနဲ့လေ့လာပြီးတော့မှတ်သားလိုက်နာသင်ပါတယ်ဒါကတော့ဏ္ဍန်အနေနဲ့ပေါ့နော်အဲ့တော့ပြုစုစောင့်ရှောက်မှုအစာပြိုးမယ်ပေါ့နော်အစာပြိုးမယ်ဆိုရင်နည်းနည်းစဉ်းစားသင့်တဲ့ချက်လေးတွေကဘာလဲဆိုတော့ဒါကာကွယ်ဆေးပေါ့နော်မွေးပြီးချင်းကိုကလေးလေးကို FGS ကိုနဲ့စစ်လိုက်တယ်ပေါင်ချိန်နဲ့ identification အမှတ်အသားတွေတက်တယ်ပြီးလို့ရှိရင်ကလေးကိုကာကွယ်ဆေးထိုးပဲပေါ့နော်မွေးကင်းစကလေးတိုင်းကိုမွေးပြီး24နာရီအတွင်းမှာအသက်ရောင်သွားပြီးကာကွယ်ဆေးထိုးတယ်နောက်ဗီတာမင် K ဆေးတွေထိုးပေးတယ်ဘာလို့ဗီတာမင် K ကိုထိုးလဲဆိုလို့ရှိရင်သင်တန်းတက်တော့ဆရာတွေကတော့သင်ခဲ့မယ်လို့တော့ယူဆပါတယ်နော်ဗီတာမင် K ကကြတော့အစီမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်တယ်အချင်းကိုလွယ်လွယ်ကူကူဖြတ်လို့မရဘူးဒါကြောင့်မို့လို့ဒီမွေးကာစားကလေးလေးတွေမှာဆိုလို့ရှိရင်ဗီတာမင် K ချို့တဲ့နိုင်တယ်ချို့တဲ့တဲ့ကြောင့်မို့လို့ပြင်းထန်တဲ့သွေးထွက်ခြင်းတွေအုံနောက်ထဲမှာသွေးကိုစိမ့်တာတွေဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဗီတာမင် K ကိုထိုးပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ဗီတာမင် K ရရှိမှုကတော့ဒီကလေးကိုမွေးတဲ့ဆေးရုံဆေးကန်ဒါမှမဟုတ်လို့ရှိရင်အိမ်မှာလည်းမွေးတာလည်းဖြစ်နိုင်တယ်ပေါ့နော်ချက်ချင်းရတာတွေမရတာတွေကတော့ကွာခြားမှုရှိတယ်ဒီနေရာမှာပြောချင်တာကတော့ဗီတာမင် K ဆေးထိုးပေးဖို့လိုတယ်ဆိုတဲ့ဥစ္စာလေးရဲ့နောက်အခုခေတ်ပေါ့နော်ဒီအသက်ရောင်တော့ပြီးပေါ့နော်ကာကွယ်ဆေးထိုးပေးရမယ်ဆိုတဲ့အကြောင်းလေးပေါ့process လေးပေါ့နော်ပုံလေးနဲ့ကြည့်လိုက်မယ်ဆိုရင်အားလုံးချိန်ကြလားဝေးစာကလေးလေးကိုစစ်ဆေးမယ်ပေါ့နော် TT ဆို right လမ်းဆိုတာပြီးကကြမှာမေးပေးပါနော်ဝေးကင်းစာကလေးကိုစစ်ဆေးတယ်ဆိုတဲ့ဥစ္စာလည်းအရေးကြီးတဲ့အချက်တွေမှာပါတယ်မွေးဖွားကာစကလေးလေးတွေကို24နာရီကနေ82နာရီအတွင်းပေါ့နော်သက်ဆိုင်ရာဆရာဝန်ကနေခန္ဓာကိုယ်စစ်ဆေးခြင်းnewborn ရဲ့ physical examination ကိုပြုလုပ်ပေးမှာဖြစ်တယ်မွေးကင်းစကလေးလေးတွေမှာအရေးကြီးတဲ့ယောဂတွေရှိမရှိကြိုတင်သွေးစစ်ရှာဖွေတာ newborn screening နောက်အာယုံအကြားအာယုံစစ်ဆေးတာပေါ့နော် hearing screening ဒါတွေကိုလည်းလိုအပ်တယ်လို့ဆက်လက်ပြီးတော့စစ်ဆေးပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ဒီပြုစောင့်ရှောက်မှုကိုခံယူနေတဲ့ဆေးရုံဆေးခန်းတွေရဲ့ advance ဖြစ်မှုမဖြစ်မှုတွေပေါ်မူတည်ပြီးတော့ဒါတွေကတော့ကွာခြားနိုင်တယ်ပေါ့နော်နောက်ကျမ်းမာရေးအသိပညာပေးခြင်းပေါ့နော်ဒါလေးလည်းလုပ်ပေးဖို့လိုတယ်ပေါ့စေယုံမစင်းခင်ကာလထဲမှာဆရာဝန်ဆရာမတွေကနေပြီးတော့မိဘတွေပေါ့နော်အထူးသဖြင့်ဆိုရင်မိခင်ကိုပေါ့ဝေးကင်းစကလေးကိုအိမ်မှာပေါ့နော်ကောင်းကောင်းပြုစုစောင့်ရှောက်မဲ့နည်းလမ်းတွေကိုသင်ကြားပေးလိုက်မှာဖြစ်တယ်မိခင်တို့ကိုမမှန်ကန်တိုက်ကျွေးတတ်ဖို့ breastfeeding ပေါ့နော် formula နှုတ်မတိုက်တယ်ဆိုရင်လည်း formula feeding အချိုးအစားမှန်ဖြော်တတ်ဖို့နောက်နို့ဘူးတွေတန်ရှင်းဒေချာလုပ်ဖို့နောက်ချက်မကြွေခင်ဘာကြီးလုပ်ရမလဲစောင်းရန်ရှောင်းရန်တွေ
နောက်ကလေးအသားဝါတာရှိမရှိစောင့်ကြည့်ရမယ်နောက်စီဝံပုံမှန်သွားမသွားစောင့်ကြည့်တာနောက်ကလေးသေးကန်လဲတာရေချိုးတာအငုတ်တိတ်စီဘူးချောမြူတဲ့စာရေးအခြေခံပြုစုမှုတွေပါဝင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကဘာလဲဆိုရင်စေးရုံကနေတင်ပေးရမယ့်လုပ်ငန်းတွေပေါ့နော်အဲ့တော့မိဘတွေနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်မှာပေါ့နော်မိခင်သားကလေးလေးကိုပြုစုဆောင်ကြောက်မှုယုံကြည်မှုရှိရမှာဖြစ်တယ်စေးရုံကနေတင် जा ပေးထားတဲ့ပြုစုနည်းတွေအတိုင်းလိုက်နာတဲ့အပြင်ဘာဝသိရမလဲဆိုလို့ရှိရင်အန်ဒီရဲ့ကြီးရဲ့လက္ခဏာပေါ့ reflex လို့ခေါ်တယ်နော်အဲ့ဒါတွေပေါ်လာလို့ရှိရင်အရေးပေါ်ကျန်းမာရေးဌာနတွေကိုချက်ချင်းသွားရောက်ပြသဖို့ကြိုတင်ပြင်ဆင်ထားတင်တယ်ပေါ့ဒါကိုသိထားရမယ်ဖြစ်လာလို့ရှိရင်လည်းအချိန်မီရောက်အောင်ပေါ့နော်ပို့ပြရအဲ့တော့ဝိဇ္ဇကလေးတွေနဲ့ပတ်သက်ပြီးတော့မှန်ကန်ပြီးတော့သိတဲ့အချက်လေးတွေပေါ့နော်အဲ့တော့ပုံမှန်တွေ့ရှိနိုင်တဲ့အခြေအနေတွေကိုလေ့လာသိရှိထားတယ်ဆိုလို့ရှိရင်စိုးရိမ်ပူပန်မှုတွေလျော့သွားမယ်ကိုယ်ကလေးကိုလည်းကောင်းကောင်းစောင့်ရှောက်နိုင်မှာဖြစ်တယ်ပေါ့နော်နောက်ထပ်တင်ပြမယ် slide တွေကဒီကလေးတွေမှာလူကြီးတွေနဲ့မတူဘဲနဲ့တွေ့ရတဲ့အခြေအနေတစ်မျိုးဖြစ်တယ်ပေါ့နော်ပုံလေးမှာလည်းဒါအသေးစိတ်လေ့လာလို့ရတယ်ပြီးရင်တော့ကျွန်တော် share ပေးမှာဖြစ်ပါတယ်အဲ့တော့ငယ်ထိတ်လေးပေါ့နော်လူကြီးတွေနဲ့မတူဘူးလေငယ်ထိတ်လေးကအဲ့တော့ခေါင်းကလူကြီးတွေအားလုံးကတော့ခေါင်းကအကုန်လုံးကဘယ်နေရာဆန်းဆန်းကိစ္စမကြည့်တော့ဘူးเนาะဒါပေမဲ့လို့ကလေးလေးမှာတော့ဒီ anterior frontal လို့ခေါ်တဲ့ငယ်ထိတ်လေးကဒီအုံနောက်ကိုကာယံပေးထားတဲ့ဥကွန်ယိုမဆက်ခင်ဥကွန်ယိုပြားနှစ်ခုကြားထဲမှာ sorry ဥကွန်ယိုပြားတွေကြားထဲမှာဒီပွင့်နေပြီးတော့အရေပြားလေးနဲ့ပဲပုံထားတယ်အပေါက်ငယ်လေးဖြစ်နေတယ်ပေါ့နော်ဒီပုံလေးမှာတင်ပြထားတဲ့အတိုင်းပဲဖြစ်တယ်မွေးစားကလေးတွေမှာဥပုံယူကမဆက်သေးဘူးဒါကြောင့်ငယ်ရိတ်ကဒီမာကြောင့်ဖြစ်ပုံမှန်အဖြစ်ဆိုရင်ခက်ပြပြအနေထားလေးစမ်းမိတတ်တယ်ပေါ့နော်အဲ့တော့ကလေးရဲ့အုံနောက်ဆက်လက်ပွင့်ပြိုကြီးထွားနိုင်ဖို့ဥပုံယူတွေကအစောပိုင်းမှာလုံးဝမပွင့်သေးဘဲလုံးဝမပိတ်သွားသေးဘဲနဲ့ငယ်ရိတ်လေးကပွင့်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ငယ်ရိတ်ကပုံမှန်အပြင်ကလေးအသစ်ကလေးရဲ့အသက်ပေါ့နော်တစ်နှစ်နဲ့တစ်နှစ်ခွဲကြားတယ်မှာပိတ်ရမယ်ပေါ့နော်ဒါလည်းသိရမယ်ဆိုတာဘာဖြစ်လို့လဲဆိုရင်ကလေးငယ်တွေပွင့်နေသေးသလားပေါ့နော်သူပိတ်ရမယ့်အချိန်မှာပွင့်နေသေးသလားဆိုတာကိုစစ်ဆေးတွေ့ရှိခြင်းအပြင်ကိုကတခုခုအကြံပေးလို့ရတယ်ပေါ့နော်ငယ်တွေပွင့်နေတာငယ်တွေခုန်နေတာဟာပုံမှန်လက္ခဏာဖြစ်တယ်ပေါ့နော်အဲ့တော့အခုလက်ထဲကိုကလေးလေးရောက်လာတယ်ငယ်လေးကလေးကလှုပ်စီလေးနဲ့ပေါ့နော်အားဆိုလို့ရှိရင်ကိုကဒါပုံမှန်ဟုတ်မှန်မဟုတ်မှန်မသိဘူးဆိုရင်ပြဿနာရှိတယ်နော်ဒါပုံမှန်လက္ခဏာဝေကိစ္စငယ်လေးပိတ်နေရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသရမယ်နောက်မွေးကင်းစကလေးရဲ့ချက်ကျိုးရဲ့ပေါ့နော်လူကြီးတွေနဲ့မတူဘူးလေနော်လူကြီးတွေမှာချက်ကျိုးမပါဘူးမရှိတော့ဘူးနော်ဒါမတူတဲ့ဥစ္စာအဲ့တော့ကလေးမွေးဖားပြီးတဲ့နောက်မှာချက်ကျိုးကိုအသုံးပြုဖို့မလိုတော့ဘူးလေနော်ချက်ကျိုးကြီးကအမေနဲ့ဒီအမေစီကအာဟာရတွေရဖို့ကလေးကဒီဆက်သွယ်ပေးတဲ့ကျိုးတစ်ချောင်းပေါ့နော်အဲ့တော့အဲ့ကျိုးတစ်ချောင်းကမွေးပြီးပြီဆိုလို့ရှိရင်သူကမလိုတော့ဘူးဘယ်လိုတော့တကြောင်မလို့ပါလဲဆိုရင်ဖြတ်တောက်ပေးပြီးတော့ plastic ဒီ click လေးနဲ့ညှပ်ပေးထားတာပေါ့နော်အဲ့နေရာချက်ကျိုးငုတ်တိုင်လေးခြံခဲ့မယ်တပြေးပြေး6တွေ့ပြီးတော့ညူမဲလာမယ်နောက်ဆုံးမှာချက်ကကျွေသွားရမယ်ပေါ့နော်ဘယ်အချိန်မှာကျွေမှာလဲဆိုလို့ရှိရင်မွေးဖွားပြီးတော့တစ်ဘက်ကနေ3ဘက်အကြာမှာချက်ကျွေရမယ်ချက်ကအရေးကြီးအနေငယ်ထွက်တာပုံမှန်ဖြစ်တော့လဲပဲဒီပမာဏအများကြီးထွက်တာသွေးထွက်တာပြီးထွက်တာအနက်နဲ့တာနောက်ချက်ဘက်လေတဝိုင်းညီရဲပြီးတော့ရောင်ရမ်းတာအလုံးအကျိတ်တွေထွက်တာရှိလို့ရှိရင်တော့ဆရာဝန်နဲ့အမြဲဆုံးပြတာတိုင်ပင်တင်တယ်ပေါ့နော်အဲ့တော့ဒီခုနဒီချက်လေးတွေကိုလည်းမှတ်ထားမယ်ပေါ့နော် common ethnical condition တွေ့တယ်ဆိုရင်ဒါဆရာဝန်စီကိုချက်ချင်းခေါ်သွားမယ်ဒါချက်ကိုဂရုစိုက်တဲ့ပုံစံလေးပေါ့နော်နောက်တစ်ခုကမတူတာကဘာလဲဆိုရင်လူကြီးတွေနဲ့မတူတာအရေပြားပေါ့နော်အဲ့တော့ကလေးလေးရဲ့အရေပြားလူကြီးနဲ့မတူဘူးအဲ့တော့မွေးစားကလေးရဲ့အရေပြားအရန်နူးညံ့ပါလွာတယ်ထိခိုက်ပုံပဲတွေတယ်ပေါ့နော်အဲ့ဒါအပြင်ဒီမွေးပြီးတစ်ရက်နှစ်ရက်တွင်းရနေပြီးတော့တစ်ပတ်အတွင်းကလေးရဲ့အရေပြားမှာဒီ erythema toxicant neonatal လို့ခေါ်တဲ့အနီးစက်လေးတွေပေါ်လာတတ်တယ်ပေါ့နော်အဲ့တော့မမွေးခင်တော့အမေရဲ့ဗိုက်ထဲမှာသူကတိမ်နဲ့
ထိတွေ့နေတာပေါ့နော်အဲ့ကနေပြီးတော့အပြင်ကိုထွက်လာတဲ့အခါကျတော့ကျွန်တော်တို့အဝတ်စာတွေလည်းပေါ့နော်အဝတ်စာနဲ့အဝတ်အစားပေါ့အခုတော့လူကြီးတွေကအဝတ်ဝတ်ထားတယ်လေနော်အဲ့တော့အဝတ်စာနဲ့စပြီးတော့ထိတွေ့ရတယ်ဘယ်နေရာတွေမှာပေါ်လဲဆိုရင်ခြေထောက်တွေမှာပေါ်လာတယ်နောက်လက်တွေကြောဘက်နောက်ရင်ဘက်တွေမှာတွေ့ရတယ်ပေါ့နော်တခါတလေကြားလို့ရှိရင်မျက်နှာမှာလည်းတွေ့ရတယ်ပေါ့နော်နောက်ဒီအနီစက်လေးတွေကလိမ့်သေးတွေနဲ့ကုသဖို့မလိုဘဲနဲ့အများအားဖြင့်ဆိုလို့ရှိရင်နှစ်ပတ်အတွင်းနဲ့ပျောက်သွားရမယ်ပေါ့နော်ဒါချက်ကျိုးဒီနေရာမှာဆိုရင်ဒါအရေးပြားကိုစစ်သေးတဲ့နေရာမှာဘာလေးကိုသတိပြုမိပါသလဲအရေးပြားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာလေးကိုသတိပြုမိလဲမသိခြေပြားလက်ပြားလေးတွေပြနေတယ်နော်ကလေးလေးကတွေ့လားမသိဘူးနော်မြင်ရလားဒီမှာဆိုလို့ရှိရင်ဒါ erythema toxicans လို့ခေါ်တယ်ဒါကြောကုန်းတွေမှာမြင်ရမှာပေါ့နော်ဒီမှာဆိုရင် Marian နဲ့ John Dix ပေါ့နော်နှာခေါင်းလေးတွေမှာဒူးလေးထားမယ်ပြီးရင်ကလေးအသားဝါတယ်ဒါဆိုရင်တော့ပုံမှန်မဟုတ်တော့ဘူးနော်နောက် neonatal teeth တွေပါတယ်သွားလေးတွေပေါက်ပါလာတတ်တယ်နော် cutics marmorata ဒီလိုမျိုးအဆက်အပြောက်လေးတွေလည်းပေါ်တတ်တယ်နောက် crater cup လို့ခေါ်တယ်ခေါင်းကနော်ဒီမှာပုံမှန်မဟုတ်ဘူးနော်နောက်တစ်ခါကပ်ပွတ်တွေပေါ်လာတတ်တယ်ဒါကဘာလဲဆိုရင်အမေကမွေးတာကြာတယ်မွေးတစ်တယ်ပေါ့နော်အကြာကြီးဖြစ်နေရဆိုလို့ရှိရင်ဒါကပ်ပွတ်ကြီးပဲဒီမှာနော်ကလေးလေးအဲ့တော့နောက်တစ်ခါ diaper rash နော်အခုဒီအပြင်ကိုထွက်လာတဲ့အခါကျတော့ခင်မိတယ်လို့ပေါ့နော်အရင်ခေတ်ကတော့အနည်းတွေကိုတုံးတယ်အခုခေတ်မှာဆိုရင်လွယ်လင်းတကူပေါ့ store ဆိုင်တွေ mini mart တွေsupermarket တွေပြီးလို့ရှိရင်ဆေးဆိုင်တွေပေါ့နော်အဲ့မှာအလွယ်တကူဝယ်လို့ရတဲ့ diaper လေးတွေပေါ့နော်မိဘတွေလုံးမရှုပ်တော့အလုံးမရှုပ်တော့ဘူးဆိုတော့ညာလေးတွေဘာဖြစ်လဲဆိုရင်ဒါလေးတွေဖြစ်တယ်ပေါ့နော်diaper rash တွေပေါ်တယ်နောက် diaper dermatitis တွေပေါ်တတ်တယ်နော်နောက်တစ်ခုက umbilical granuloma လေးတွေပေါ်တတ်တယ်ဒီမှာချက်အချိန်မှာအခုလေးနော်ချိတ်ကလေးပေါ့နောက်တစ်ခါ prominent syphilis နဲ့ရင်းညွှန်းရိုးထောင်နေရလေမြင်ရလားမသိဘူးနော်မွေးကင်းစာကလေးအသားဝါတာပေါ့နော်ဒါကသတိထားရမယ့်လက္ခဏာအဲ့တော့မွေးစာကလေးအသားဝါတာနှစ်ခုဖြစ်နိုင်တယ်ပေါ့နော်အသားဝါတာ neonatal jaundice ပေါ့နော်အတွေ့ရတော့များတယ်အများအပြားတော့ဘေးဥပတ်မပေးနိုင်တဲ့အခြေအနေတစ်ခုဖြစ်တော်လည်းပဲတခါတလေကြားလို့ရှိရင်အန်ဒီရဲ့ရှိရယောဂါတွေကြောင့်လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကလေးရဲ့ကိုယ်ခန္ဓာမှာဘီလီရူဘင်လို့ခေါ်တဲ့အဝါရောင်ခြေဓာတ်ပစ္စည်းတွေများလာတဲ့အတွက်ကြောင့်ဒီအသားကဝါလာပေါ့နော်လာမစေတဲ့ကလေးတွေမှာပို့ပြီးတော့ဖြစ်များတယ်ဒါလည်းမှတ်စရာတစ်ခုပေါ့နော်နောက်မျက်လုံးမှာအနည်းငယ်ဝါနေခြင်းကတော့ပုံမှန်အခြေအနေဖြစ်တယ်မွေးစာကလေးအသားဝါခြင်းက2မျိုးရှိတယ်အမျိုးကပုံမှန်အသားဝါတာ physiological jaundice လို့ခေါ်တယ်ပေါ့နော်ကလေးအသက်က2ရက်ကနေ3ရက်ကြာလို့2ရက်အတွင်းမှာစပြီးတော့ဝါလာတတ်တယ်အဲ့တော့နေလာစီးတဲ့ကလေးတွေမှာ2ပတ်အကြာမှာတက်တာလေးရှိတယ်ဒါမစီးတဲ့ကလေးတွေမှာတော့3ပတ်လောက်ထိကြာတတ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အခြေအနေတစ်ခုခုကြောင့်ပုံမှန်မဟုတ်တဲ့အသားဝါတာပေါ့နော်ယောဂကြောင့်အသားဝါတာ pathological jaundice ဖြစ်လာလို့ရှိရင်မွေးပြီး24နာရီအတွင်းမှာစပြီးတော့ဝါလာဒါသတိထားရတော့နော်ပုံမှန်ဆိုရင်2ရက်နေမှဝါတာနော်အခုကကြတော့24နာရီအတွင်းတစ်ရက်မွေးပြီးတစ်ရက်အတွင်းမှာပဲဝါလာတယ်အဲ့တော့2ပတ်ထက်3ပတ်2ပတ်နဲ့2ပတ်ဒါမှမဟုတ်ရင်3ပတ်တက်ပို့ပြီးတော့ကြာတယ်စီးတွေဝင်းတွေရဲ့အယောင်ပြောင်းလဲလာတယ်တခါတလေကလေးရဲ့အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိပြင်းထန်နေပေါ့နော်ဒါမွေးသားကလေးအသားဝါတာအတွက်ဒီအဝါဒပမာဏပေါ်မူတည်ပြီးတော့မီးချောင်းပြတယ်ကူထုံးမီးချောင်းလေးထုံးပြီးတော့ကလေးလေးကိုအဲ့အောင်မှာအဝတ်ဗလာနဲ့နော်မျက်လုံးလေးအုပ်ပြီးတော့ဒီမီးကင်နဲ့ခေါ်တာပေါ့နော်အရက်ခေါ်မီးကင်နဲ့ခေါ်ဖိုတိုသီရပီနဲ့ကုသနိုင်တယ်လိုအပ်လို့ရှိရင်တော့သွေးလဲပြီးတော့ကုသရတဲ့အဆင့်ဒီလည်းရောက်သွားတယ်ပေါ့နော်အဲ့ဒါ exchange transfusion လို့ခေါ်တာပေါ့နော်ဒါလေးလည်းသတိထားတင်တယ်ပေါ့နော်နောက်တစ်ခုကစီးနဲ့ဝင်းရဲ့အနေထားပေါ့နော်ဒါကလေးလူကြီးတွေမှာနဲ့မတူတဲ့
နောက်တစ်ခုပေါ့နော်စီးတွေဝင်းတွေသွားတဲ့လေထားအနေထားလေးကဘာရှိလဲဆိုရင်မွေးပြီး24နာရီတည်းမှာစီးဝင်သွားတင်တယ်24နာရီအတွင်းနော်တရက်အတွင်းစီးဝင်သွားတင်တယ်အဲ့တော့စီးအရောင်ကအများအားဖြင့်အဝါရောင်ဖြစ်တယ်တခါတည်းသေးတယ်ဒါပါဒီမှာပေါ့နော်ဒီအဝါရောင်အမြင်အုပ်နီခဲရောင်ပန်းရောင်စွန်းထင်းတွေကိုလည်းတွေ့ရတတ်တယ်အဲ့တော့ခန္ဓာကိုယ်ထဲမှာယူရိတ်ပုံစံကဲပေါ့နော်ယူရိတ်ခရစ်စတယ်လာဖြစ်ပြီးတော့ကလေးအတွက်အန္တရာယ်မရှိပါဘူးနော်အဲ့တော့မွေးပြီးဒီအနီကြီးနဲ့ရေးထားတဲ့စာအကြောင်းလေးတွေကပို့ပြီးတော့emphasize လုပ်ပြီးတော့ဖတ်စေခြင်းလို့ဒါလေးထည့်ပေးတာပေါ့နော်ပြီးရင်တော့ကျွန်တော် PowerPoint လေး share ပေးမှဖြစ်ပါရဲ့အားလုံးကြည့်လို့ရအောင်ပေါ့နော်မွေးပြီး24နာရီအတွင်းမှာစီးလုံးဝမသွားဘူးဆိုရင်ဒါအရေးကြီးတဲ့အခြေအနေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့အသေးစိတ်ပေါ့နော်ဒီကလေးကိုစမ်းသပ်စစ်ဆေးဖို့လိုနေပြီးအိမ်မှာဖြစ်နေတယ်ဆိုလို့ရှိရင်သေုံမြန်ပို့ပေါ့နော်နောက်မွေးပြီး24နာရီအတွင်းမှာဒီသွားလေးရှိတဲ့ဝင်းအရောင်ကဘယ်လိုဖြစ်လဲဆိုအမဲရောင်ဖြစ်ရမယ်နော်မဲရောင်ဖြစ်တယ်နောက်ကက်စီစီဖြစ်တယ်အဲ့တော့အဲ့ဒါကဘာလဲဆိုရင်မီကိုနီအန်ပေါ့နော်ငယ်ချီလို့ခေါ်တယ်အဲ့တော့ကလေးအတွက်အနေမရှိဘူးနော်အဲ့တော့ကျောင်းတုန်းကကျောင်းတက်တုန်းကသင်ရတယ်ဘယ်မှာဒီမီကိုနီအန်စတိန်ပါလာလို့ရှိရင်တော့အနေရှိလဲဆိုရင်မှတ်မိတဲ့လူရှိမှတ်မိတဲ့လူလည်းရှိအောင်မလားမသိဘူးနော်ဂျီမွာရီထဲမှာပေါ့နော်ဂျီမွာရီထဲမှာဒီမီကိုနီယန်စတိန်ပါလာလို့ရှိရင်တော့အနေရရှိတယ်နော်လေအရေးကြီးတယ်ဒါတရေသားမှာပုံမှန်မဟုတ်တော့ဘူးတရေသားမှာ fetal distress ကလက္ခဏာတွေမှာပါတာပေါ့နော်သို့တော့မွေးပြီး24နာရီအတွင်းငယ်ကြီးမပါရင်ဒါမှမဟုတ်ရင်မွေးပြီး3ရက်ကျော်တဲ့ဒီဝင်းကအဝါရောင်ဘက်မပြောင်းရင်အမဲရောင်ပဲဖြစ်သွားနေတယ်ဆိုလို့ရှိရင်အရေးကြီးတဲ့အခြေအနေတွေဖြစ်နိုင်တယ်။ဒါကြောင့်အသေးစိတ်စစ်ဆေးဖို့အတွက်လိုအပ်နိုင်တယ်ဆိုတာကိုခေါင်းထဲမှာတင်စားထားဖို့လိုပါတယ်နော်။နောက်မွေးကင်းစားကလေးရဲ့ကို၄ချိန်ပေါ့လူကြီးတွေနဲ့မတူတဲ့နောက်တစ်ချက်ပေါ့နော်ကို၄ချိန်အဲ့တော့မွေးကင်းစားကလေးအများစုကပထမတစ်ပတ်အတွင်းမှာမွေးစားကို၄ချိန် heart weight out ပေါ့နော်ဒီအဲ့တော့900ခိုင်နှုန်းကနေ900ခိုင်နှုန်းလောက်ထိပေါ့နော်ခန့်အပြီးကြာနိုင်တယ်ကြာစင်းတဲ့တယ်ဝိတ်ကြတယ်ပေါ့နော်ကလေးလေးမွေးပြီးဝိတ်ကြတဲ့တယ်တပတ်အတွင်းမှာနော်ပထမတစ်ပတ်အတွင်းမှာနော်အဲ့ဒါကပုံမှန်ဖြစ်တယ်အသက်10ရက်ကနေနှစ်ပတ်အတွင်းမှာမွေးသားကို၄ချိန်ကိုပြန်လည်ရောက်ရှိလာရမယ်အဲ့နောက်မှာတော့တစ်ရက်ကို20ဒါမှမဟုတ်ရင်30 20ကနေ30ကြားပေါ့နော်အဲ့ grand နှုန်းဒါမှမဟုတ်ရင်တရက်ကိုတောင်စနှုန်းကို၄ချိန်ပြန်တက်လာတတ်တယ်နောက်ကလေးရဲ့ကို၄ချိန်ကြာစင်းနှုန်းက10ရာခိုင်နှုန်းကျော်နေရင်တော့အရေးကြီးတဲ့အခြေအနေဖြစ်တယ်ဒါကြောင့်မို့လို့အသေးစိတ်စံသက်စစ်ဆေးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ပေါင်းချိန်ကြည့်ရမယ်ပေါင်းချိန်ကြည့်လို့10ရာခိုင်နှုန်းကျော်နေတယ်ဆိုလို့ရှိရင်ကိုခေါင်းထဲမှာထည့်ထားရတော့မယ်နီးစပ်ရဆေးရုံဆေးကန်းကိုပြဖို့လိုတယ်ပေါ့နော်ဒါကိုကြီးတဲ့ကလေးတွေရဲ့မိဘတွေကိုလည်းဒါလေးကိုသိအောင်ပြောပြတတ်ရမယ်ပေါ့နော်နောက်မွေးရပါအမှတ်တွေလည်းစစ်တယ်ရမယ်ပေါ့နော်heart mark ဆိုခေါ်တာပေါ့နော်နောက်အခြားဒီရေပြားမှာအကွက်တွေပုံမှန်ဟုတ်တဲ့အကွက်ပုံမှန်မဟုတ်တဲ့အကွက်ခွဲနေရမှာပေါ့နော်strawberry အမှတ်ပေါ့နော်strawberry hemangioma လို့ခေါ်တယ်နောက်စာနီအမှတ် salmon pink patch or stalk bite stalk bite ကိုအရက်ခေါ်ပါခေါ်တယ်စုံးကြိုက်တယ်ခေါ်လာပါလားနော်အဲ့လိုမျိုးလေးတွေရှိနောက်အပြာရောင်အကွက်လေးရှိရ Mongolian blue spot နော်ဒါတွေကမွေးသားအရွယ်မှာအများဆုံးတွေ့ရတယ်မွေးရပါအမှတ်လေးဖြစ်တယ်အဲ့တော့စာနီအမှတ်နဲ့အပြာရောင်အမှတ်တွေကအဲ့ဒီအဖြစ်နိုင်ခြေနည်းတယ်တိကျကူးသားမှုပေးဖို့ဘလို့အသက်ကြီးလာတဲ့တဖြည်းဖြည်းသူကသာသူအယောင်ပြော့မယ်ပြောင်းသွားမယ်ပေါ့နော်ဒါဆိုရင် Mongolian blue spot အဲ့ဒီရှိလာရင်အဲ့ဒီရှိလာမသိအဲ့ဒီမရှိပါဘူးနော်မရှိဘူးဟုတ်ကျေးဇူးပါမဆုစုမွေးသားကလေးရဲ့မွေးရပါအမှတ်နဲ့တခြားဒီအကွက်တွေထဲမှာ strawberry အမှတ်ပေါ့နော်သွေးကြောငယ်တွေဖောင်းကြရာနေ strawberry အမှတ်ဆိုပေါ်လာတယ်
ကလေးအသက်6လကနေတစ်နှစ်အတွင်းအရွယ်အစားအကြီးဆုံးဖြစ်လာတတ်တယ်အဲနောက်မှာတဖြည်းဖြည်းသေးလာတယ်ကလေးအသက်10နှစ်မှာတော့ပျောက်သွားတယ်ပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်တိကျကုသမှုမလိုအပ်တော့လေဘယ်နေရာတွေမှာပိုင်သတိထားရမယ်ဆိုရင်ပါးစပ်တို့နှာခေါင်းမျက်စိနော်တဝါတာပြပွားလို့ရှိရင်သွေးကြောတွေတဖြည်းဖြည်းကျုံဝင်သွားစေဖို့တောက်ဆေးတွေတခါတည်းရန်ကြလို့ရှိရင်အပူနဲ့ကုသတာလေစာနဲ့ကုတာခွဲစိတ်တာပေါ့နော်အဲ့ဒါလေးတွေကုသမှုခံယူဖို့လိုအပ်တယ်ပေါ့ဒီမှာကြည့်လိုက်နော် stock bite မျက်လုံးလေးမှာနောက် self conjunctival hemorrhage ပေါ့နော်အဲ့တော့ဒီမျက်လုံးထဲမှာသွေးဟွာရိုးစီးတဲ့လက္ခဏာနော်conjunctival တွေမျက်ဖြူလာရဲ့အောက်မှာသွေးရိုးစီးတဲ့လက္ခဏာလေးတွေပေါ့နောက်တခြားအကွက်အမှုတွေကတော့မျက်နှာတဝိုက်ဥကောင်းအရေပြားပေါ်မှာသွေးကြည်ယူတာအညူမဲကွက်တွေဖြစ်ပေါ်တတ်တယ်ပေါ့နော်အဲ့တော့ဒီခြေနေတွေကတော့ကလေးရဲ့ခေါင်းကိုဘာလို့လဲလေးစုပ်ခွက်နဲ့ဒီ vacuum extraction delivery ပေါ့နော်လေးစုပ်ဆက်အကူအညီနဲ့မွေးတာနောက်ကလေးကောင်းကိုဒီ faucet နဲ့ဆွဲပြီးတော့ညှက်နဲ့ဆွဲပြီးတော့မွေးတာပေါ့ faucet delivery အဲ့ဒီအကူအညီနဲ့မွေးရင်တော့ assisted vaginal delivery ပေါ့နော်အားဆိုလို့ရှိရင်ထိခိုက်ဒဏ်ရာတစ်ခုခုရခဲ့လို့ပေါ်လာတာဒါဆိုရင်တော့သူ့ဘာသာပြန်ပြီးတော့ပျောက်သွားလိမ့်မယ်ပေါ့နော်နောက်မျိုးဝိုင်းကိုစစ်ရမယ်ဝေးကင်းစမိန်းကလေးတွေမှာဝေးပါပြီးရပိုင်းအတွင်းမှာမိန်းမကူကနေဓာတိသွေးစင်းတယ်လို့အနီရောင်အရေးကြီးလေးရံဖန်ရံကဆင်တတ်တယ်အသက်3ရက်ကနေ10ရက်အတွင်းမှာအများဆုံးဖြစ်ပေါ်တတ်တယ်သွေးရည်ကြီးလို့အယောင်ပြောကနေသွေးရောင်အနီရဲအဆင့်အထိဆင်းနိုင်တယ်အနံ့ဆိုးမရှိတယ်လို့ပြီးတော့ဒီသွေးစင်းတဲ့ပမာဏအများကြီးလည်းမဟုတ်ဘူးနော်ခန္ဓာကိုယ်ထဲမှာဟော်မုန်းတဲ့အပြောင်းအလဲကြောင့်ဖြစ်ပေါ်တာဖြစ်တယ်10ရက်ကျော်ရင်သွေးစင်းခြင်းဆိုတာအလိုအလျောက်ပေါ့နော်သူ့ဘာသာသူရက်သွားမယ်ဒီတက်ဘာမှကုသပေးဖို့မလိုဘူးဒါမေတွေကစိုးရင်တက်တယ်လေနော်ကျမသမီးလေးဘယ်လိုဖြစ်တာတော့ဘာလို့ညာလို့ဆိုရင်ရှင်းပြတတ်မှာပေါ့နော်neonatal uterine bleeding နောက်ယောက်ျားလေးတွေမှာပေါ့နော် phimosis phimosis ကတော့ဒါ secondation လိုအပ်တယ်ပေါ့နော်ဒီဂျိုးလေးရဲ့ထိပ်ပြားလေးပေါ့နော်ကလေးလေးရဲ့ဂျိုးလေးရဲ့ထိပ်ပြားလေးကပိတ်ညာပေါ့နော်ဒီစီးပွားမှာခက်ခဲဖြစ်တယ်ပြီးလို့ရှိရင်ဒီကြားထဲမှာအညစ်အကြေးတွေစုပုံနဲ့ဘက်တီးရီးယားတွေနဲ့ပေါင်းပြီးတော့ယောဂပိုးဝင်ဒီကလေးလေးကစီးလမ်းကြောင်းကခဏပိုးဝင်ပြီးတော့ပြဿနာတက်နိုင်တယ်နော်နောက်တစ်ခုကကြာဗာတွေ့နိုင်တယ်လဲဆိုရင် sacral chamber ပေါ့နော်ဒီဟိုပါပေါ့မင်းညောင်လိုနေရာလေးမှာခြိုင်နေတာလေနော်ယောက်ျားလေးတွေမှာတော့ပုံမှန်အားဖြင့်ဒီဝေးစီလေးကခန္ဓာကိုယ်ထဲမှာဖွံ့ဖြိုးပြီးဒီကပ်ပယ်ရည်တဲ့ခန္ဓာကိုယ်ထဲမှာဖွံ့ဖြိုးတယ်ပေါ့နော်ပြီးကကြမှာကပ်ပယ်ရည်တွေကိုဆင်းသက်လာရမယ်အဲ့တော့အဲ့လိုဆင်းလာတာနောက်ကျမယ်ဆိုလို့ရှိရင်ဒီဝေးစီလေးကကပ်ပယ်ရည်တွေကိုမရောက်ဘူးရောက်သေးတဲ့ခြေလေးကို sorry undescended testicle လို့ခေါ်တယ်ပေါ့နော်ဒါမှမဟုတ်ရှင် crypto orchidism လို့လည်းခေါ်တယ်အဲ့တော့မွေးကင်းသားကလေးတွေမှာဝေးသေးနှစ်ဖက်လုံးကပ်ပေတွေကိုမရောက်ရှိသေးဘူးဒါမှမဟုတ်ရှင်ဥကြတဲ့လက္ခဏာရှိသလားပေါ့နော်ကပ်ပေရဲ့အထက်နားမှာပေါင်းကျန်ထဲမှာဖောင်းလာတယ်ပေါ့နော်ကလေးကငိုးလေးအဲ့ဒီနေရာဖောင်းလာပြီပေါ့နော်အဲ့ဒါကြီးရှိရဆိုရင်တော့ဆရာဝန်နဲ့ပြသတိုင်ပင်တင်နဲ့ဒါကိုကအကြံပေးနိုင်ရမှာပေါ့နော်နောက်ဝေးစီတစ်ဖက်ကပ်ပေတွေကိုမရောက်သေးဘူးဆိုရင်ကလေးအသက်6ပတ်မှာဆရာဝန်နဲ့ထပ်မံပြသပြီးတော့စစ်ဆေးတင်တယ်အဲ့တော့ရှားပါတဲ့အခြေအနေဖြစ်တော့လည်းပဲတခါတလေမွေးဖွားချိန်တွင်းမှာပဲမျိုးဖွားအင်္ဂါကိုကြည့်ုံနဲ့ယောက်ျားလေးမိန်းကလေးမကွဲတာလည်းရှိတယ်ပေါ့နော်ခက်ခဲတဲ့အခြေအနေလည်းရှိရတယ်ကြားမမျိုးဖွားအင်္ဂါဒီကောင်းကောင်းမဖွင့်ပြခြင်းဒါမှမဟုတ်ရင်ကြားမမျိုးဖွားအင်္ဂါနှစ်ခုလုံးပြောဆက်နေတာစားတဲ့အခြေအနေတွေကိုတွေ့ရတာလေမူမမှန်တဲ့မျိုးဖွားအင်္ဂါပေါ့နော်ambiguous genitalia လို့ခေါ်တယ်ဒါလည်းတွေးတတ်တယ်တွေးလို့ရှိရင်တော့ဒါကိုယ့်ရဲ့တက်နိုင်မှု level မှာကျော်သွားပြီဆိုရင်ကျွမ်းကျင်တဲ့ဆရာအောင်နဲ့ပြတာတိုင်ပင်တင်တယ်နော်နောက်ဒီအခြေအနေတွေကမျိုးရိုးဗီဇဆိုင်ရာပုံမှန်မှန်တာဟော်မုန်းချွေရင်းတာအများဆုံးဖြစ်တယ်ပေါ့နော်ကလေးအထူးကုဆရာဝန်တွေဟော်မုန်းဆေးဒီအထူးကုဆရာဝန်တွေမျိုးရိုးဗီဇအထူးကုဆရာဝန်ထားတာတွေနဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်တယ်ဘာတွေလုပ်သိရှိလဲဆိုရင်ဘိုက်ကိုအultra sound ရိုက်ကြည့်မယ်သွေးစစ်မယ်တက်ခွဲထဲမှာအဖြေထုတ်မယ်ဟော်မုန်းပမာဏတွေတိုင်းနေစားတဲ့စစ်ဆေးမှုအပြင်ဟော်မုန်းဆိုင်ရာပူးပေါင်းမှုတွေလည်း
လိုအပ်ကောင်းလိုအပ်နိုင်တယ်ပေါ့နော်ဒီအခြေအနေတွေမှာဆိုလို့ရှိရင်ကလေးရဲ့လေမျိုးစားဂျာမန်သတ်မှတ်ရာမှာမျက်စိနဲ့မြင်ရတဲ့မျိုးပွားအင်္ဂါစာထက်စားလို့ရှိရင်တော့ဘယ်သူ့အကူအညီကိုယူရလဲဆိုရင်အဒရာဆောင်းရဲ့အကူအညီကိုယူရတာပေါ့နော်အဒရာဆောင်းအပြေပေါ်မှာမူတည်ပြီးရမှာသတ်မှတ်မယ်ပြီးမှမျိုးရိုးဗီဇဆိုင်ရာမှာခရိုမိုစုံဒီ sex ခရိုမိုစုံစစ်ဆေးနေပေါ့နော်XX တွေ့မလား XY တွေ့မလားပေါ့နော်အဲ့ဒါတွေကိုတွေ့ပြီးကကြမှာမိန်းကလေးလားယောက်ျားလေးလားဆိုတာကိုသတ်မှတ်နိုင်မှာဖြစ်ပါတယ်မွေးသားကလေးတွေမှာသတိထားရမယ်အခြေအနေလေးတွေကိုဆက်လက်ပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်မွေးသားကလေးလေးတွေကဗိုက်စားတာရှိတယ်စီးတွေဝင်းနေနဲ့ဆူဆော့နေတာရှိတယ်အိမ်ငိုက်တာတွေအိတ်ရှင်ကြီးကြတယ်လေဗိုက်စားရင်လည်းကြီးကြတယ်ငိုတယ်စီးတွေဝင်းနေဆိုနေရင်လည်းငိုတယ်ဒါငိုခြင်းရဲ့အကြောင်းတစ်ချက်ပေါ့နော်အဲ့တော့အဲ့ဒီအပြင်အချိန်ကြာအကြာကြီးပေါ့တောက်လျှောက်ငိုနေတယ်ဆိုတော့ကလေးမှလေထိုးလေအောင်တာဖျားတာမိမတာဖြစ်တာအပြင်တခြားအရေးကြီးတဲ့လက္ခဏာတွေရှိတတ်တယ်အဲကြောင့်ဆရာဝန်နဲ့ပြတာတိုင်ပင်တဲ့နော်အဲ့တော့ငိုတာကြာလွန်းရင်တတိထားရမယ်လို့စိတ်ထဲမှာမှတ်ထားလိုက်မယ်နော်အဲ့တော့ပထမဆုံးလေထိုးလေအောင်ပေါ့နော် college အချိန်ပြည့်ငိုနေတယ်မျက်နှာနီးရဲတဲ့ဒီငိုနေတယ်အတိုင်းမှာနာကျင်ရှိရဲ့အခြေအနေကိုတွေ့ရတတ်တယ်ဒါကကလေးကိုချီးပွေးပြီးတော့တတောင်တတာထားမယ်နော်အဲ့တော့ဒီဘိုက်ကလေးကိုကလေးရဲ့ဘိုက်ကလေးကိုဖုံးပေါ်မှာထပ်လိုက်မယ်ကြောကုန်းလေးကိုပုတ်ပြီးတော့လေထုတ်ပေးမယ်နော်အချိန်နဲ့ကြာလို့ရှိရင်အလိုလိုတတ်တာသွားမယ်ဒါဆိုရင်လေထိုးလေအောင်ပြတ်တယ်ပေါ့နော်လေအောင်တောက်သေးတွေကိုတော့ဆရာဝန်ညွှန်ကြားမှာပဲတောက်မယ်ကလေးတွေကလိုမလိုအပ်ဘဲနဲ့စေးတိုက်လို့မရဘူးပေါ့နော်နောက်ဖျားနာခြင်းပေါ့နော်ကလေးကငိုလွန်းနေတဲ့အပြင်အောက်ပါလက္ခဏာတွေရှိရဆိုရင်ဒီသက်ရအရေးပေါ်ဌာနမှာချက်ချင်းပြသရမယ်အဖျားတက်တာခြေလက်တွေအိတ်ဆက်တွေကအသက်ရှူမြန်တာအသက်ရှူတာခက်ခဲတာပေါ့နော်နောက်အန်နာဒါမှမဟုတ်ရင်ဝမ်လျှော့တာအရေးပြားမှာပုံမှန်မဟုတ်တဲ့အနီဆက်တွေအနီကွက်တွေထွက်လာတာအဲ့မှာအလုံးအရန်မိန်တာပေါ့ကလေးကနော်နောက်တစ်ခါတုံ့ပြန်မှုနေပြီးတော့သတိလစ်လာတာနိုးစုံနှုံနေတယ်စီးသွားနှုံပြီးပြီးတာယော့လာတယ်နောက်တက်တယ်ပေါ့နော်ဒါတွေကအရေးကြီးလက္ခဏာတွေနော်စေးရုံစေးကန်းကိုအမြန်ဆုံးတွားရောက်ပြသရမယ်နောက်မိဘတွေအတွက်အကြံပြုချက်ပေါ့နော်အဲ့တော့မိဘတွေအနေနဲ့ကလေးငူတာယာယီတာဖြစ်တယ်ဒီကလေးအသက်၄ဘက်ကနေ၈ဘက်မှာကျော်သွားတဲ့အတွက်ကြောင့်မို့လို့ဒီစိတ်ရှည်ရှည်လေးတော့ပြုစုရမယ်ပေါ့နော်နောက်ကလေးကိုစိတ်ဆိုးခြင်းနဲ့စိတ်ဆိုးတဲ့အတွက်ကြောင့်မို့လို့ရှေ့နောက်လှုပ်ရမ်းတာခါရမ်းတာမလုပ်ဘူးအထူးကြောင့်ကြံတယ်ကလေးကိုစိတ်တူတူနဲ့လှုပ်ဘယ်လိုကောင်းမလဲရမ်းခါပြတာပေါ့နော်မလုပ်ရဘူးမိခင်အနေနဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုလည်းဂရုစိုက်ရမယ်အနာယူရမယ်ဒါကြောင့်မို့လို့ကလေးကြည့်ဖို့ဆိုတဲ့ကိစ္စကအရေးကြီးလာတာပေါ့နော်ရောက်ခမတွေရှိသလားမိဘတွေရှိသလားဒါမှမရှိဘယ်သူမှမရှိဘူးဆိုရင်အကူကြီးယူကိုယူရတဲ့အနေထားပဲနော်နောက်ပင်ပန်းလာလို့ရှိရင်လိုအပ်ရင်ဆွေမျိုးမိဘနားလေသူတွေကိုအကူအညီတောင်းရမယ်ဆိုတဲ့အကြောင်းလေးပြောရမယ်နော်နောက်ကလေးငိုတာဟာပုံမှန်မဟုတ်ဘူးလို့ထင်လို့ရှိရင်သက်ဆိုင်ရာဆရာဝန်နဲ့ချက်ချင်းတိုင်ပင်ပါပေါ့နော်နောက်အရေးပြားနဲ့ဒီရေချိုးခြင်းအကြောင်းလေးပေါ့နော်အဲ့တော့ရေချိုးခြင်းကိုကြတော့ဒီကလေးတွေရဲ့အရေးပြားအရန်ကိုနုနေတယ်ဒါကပြောပြီးသားပေါ့နော်ဒီနေ့ကိုဒီချိန်တောင်းလို့ရှိရင်တစ်ပတ်ကိုမှ3-4ချိန်လောက်ပဲရေချိုးပေးလို့ရတယ်နော်နေ့တိုင်းချိုးပေးဖို့မလိုဘူးနော်အစာမစားခင်သို့မဟုတ်အိပ်ယာမဝင်ခင်ရေချိုးပေးခြင်းအပြင်ကလေးငယ်ကိုစိတ်လက်ရေးဖြစ်စေပြီးတော့နှစ်ချိုက်အိပ်ပျော်စေတယ်တော့ကိုရီလည်းစဉ်းစားကြည့်လိုက်ရင်ဒီလိုပဲလေနော်လူတွေအကုန်လုံးအတူတူပဲအိမ်မဲခင်ရေချိုးကန်းလေးတွေကိုဝင်ပြီးတော့တိကျစိမ့်ပြင်းနေပြီးရေချိုးလိုက်လို့ရှိရင်အာရုံကြောဒီအကြောအချင်းတွေပြေးပြီးတော့အိပ်ရတာအရင်အဆင်ပြေတယ်ကောင်းတယ်လေနော်ချွေးတွေတန်တွေဆွဲနဲ့အိပ်ရတာနဲ့စားလို့ရှိရင်ရေချိုးပြီးတော့ဒီမှုတိုင်လေးအိပ်ရဝင်သွားအိပ်လို့ပိုကောင်းတာပေါ့နော်ရေချိုးမယ်ဆိုရင်ဘယ်လိုချိုးမလဲပေါ့နော်အပူချိန်ကို28ဒီဂရီစင်တီဂရိတ်ရှိတယ်ရေနွေးလေးရေနွေးလေးဆိုတောင်စစ်လေးနဲ့စမ်းကြည့်ချက်သိန်းနွေးအဆင့်လေးရောက်ပြီးချိုးလို့ရပြီနော်ရေချိုးရတဲ့အချိန်ကလည်းကြာချိန်က9မိနစ်တည်းပို့ပြီးတော့ရေမချိုးအောင်နော်အဲ့တော့ဆက်ပြသုံးမယ်ဆိုလို့ရှိရင်လုံညံ့တဲ့ဆက်ပြလေးတွေ head to toe formula ဆိုတာရှိတယ်ခေါင်းလျှော်လို့လည်းရတယ်မျက်နှာအသစ်လို့လည်းရတယ်နော်ဒီကိုယ်လုံးကိုဆေးလို့လည်းရတယ်အကုန်လုံးပေါ့နော်
head to toe formula ဆိုတာရှိတယ်ကလေးလေးတွေကိုသုံးနေတာလေအဲ့လေးတွေသုံးရမယ်အဲ့တော့နောက်ရေမြုပ်အစားလက်ကိုသုံးတယ်နော်ရေမြုပ်ကြီးနဲ့ဇက်ဆိုတိုက်တာမျိုးနဲ့ဆိုင်ကိုယ့်ရဲ့လက်ကလေးနဲ့ညင်ညင်တာဟော့တိုက်ကိုလိုတယ်ပေါ့ဒါရေချိုးတဲ့အကြောင်းပေါ့နော်နောက်ကိုင်းတွဲပုံနောက်ဘေးကင်းလုံခြုံမှုအတွက်စဉ်းစားရမယ်အဲ့စနစ်တကျချီပိုးတာမွေးကင်းသားကလေးကိုချီမတာဆိုလို့ရှိရင်ကလေးရဲ့ခေါင်းဒီမှာကြည့်လိုက်မေကခေါင်းလေးကိုထိန်းထားတယ်ပြီးရင်လေပင်နှစ်နေရာလုံးခေါင်းနဲ့လေပင်ကိုတစ်ဖက်ကထိန်းထားတယ်နော်ပြီးလို့ရှိရင်လက်ကိုအမြဲစေကြောဖို့လိုတယ်ကိုယ်ခံအားစနစ်မပွင့်ပြိုးတဲ့အတွက်ကြောင့်မို့လို့ယောဂပိုးတွေလွယ်လွယ်ကူကူကူးစက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့တော့မလုပ်ရမယ့်ဟာလေးခုနကလည်းပြောပြီးပြီနော်လှုပ်ရမ်းတာတွေမလုပ်ရဘူးကလေးလေးကိုဒီလိုမြောက်ပြီးတော့နော်စော့တာချင်းလွန်းလွန်းလို့လေလုပ်ကြတယ်နော်မြန်မာတွေမလုပ်ရပါဘူးနောက်ပြစ်ပြီးတော့မြောက်တာတွေမလုပ်အောင်နော်လှုပ်ရမ်းတာတွေရမ်းပြီးလှုပ်ပြီးတော့ရမ်းပြီးချစ်လိုက်တာဆိုပြီးတော့မလုပ်ရအောင်နော်နောက်အဲ့ဒါတွေကရှောင်ရမယ့်ချက်တွေပေါ့အဲ့တော့လှုပ်ရမ်းရင်ဘာဖြစ်လဲပေါ့နော်အုံနောက်ထဲမှာရှိတဲ့သွေးကြောလေးတွေပေါက်ပြဲပြီးတော့အသက်ဆုံးရှုံးနိုင်တယ်နော်အန်ဒီရရှိတယ်ပေါ့နော်နောက်ပြစ်မြောက်လိုက်ရင်ဗာပြန်လေထဲကိုပြစ်မြောက်စောကစားခြင်းအရင်အန်ဒီရများတယ်အောက်ပြုတ်ကျသွားရင်ရောစရာမရှိဘူးလေနော်အရောစားမရှိဘူးနောက်အရင်မလှုပ်ရမ်းရဘူးနော်ဒူးပေါ်တင်ပြီးတော့လှုပ်ရမ်းတာတွေကစားပြီးတာတွေဆောင်းရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုပြုတ်ကြရင်ဘယ်လိုလုပ်မလဲနော်အဲ့တော့ချက်ကိုလည်းကြည့်ဥစားရမယ်အချက်ကြွေချိန်သူ့ရဲ့ရက်ကဘယ်လောက်လဲဆိုလို့ရှိရင်ဘယ်နှစ်ရက်လဲ14ရက်ပေါ့နော်ဒီမှာ14ရေးထားရလေတွေ့ဘူးလားမသိနော်ချက်နဲ့ချက်ပတ်လေကိုအမြဲတမ်း6ကြောက်တွေ့တွေ့တသက်ရှင်းရှင်းဖြစ်ဖို့ဂရုစိုက်ရမယ်ဒီနှွေးနေရှေးတို့ဘက်တွေလုံးဝမထည့်ရဘူးနော်တန်ရှင်းလိုတယ်ဆိုလို့တန်ရှင်းစေခြင်းတယ်ပိုးတွေပါလေမကတ်စေခြင်းဘူးဆိုရင်အရက်ပြန်ဆွတ်ထားတဲ့ပိုးတန်ကောင်းလေးနဲ့ပဲတုပ်ရုံပဲနော်ကျန်တာတွေဘာမှမလုပ်ရဘူးချက်တဲ့ကိုဘာမှမထည့်ရဘူးဘာညာအဲ့တော့စေးုံတွေကနေမှာလိုက်လိမ့်မယ်နော်အဲ့တိုင်းဂရုစိုက်ရမှာပေါ့ဒါချက်ကြွေသွားမယ်ပုံစံလေးပေါ့နော်ဒါမွေးကင်းသားချက်ကိုချက်ကျိုးကိုဖြတ်ထားတဲ့အနေထားပြီးရင် stamp လေးတက်ထားတယ်နော်ချက်ကျိုးလေးကိုလိုတဲ့လောက်ကလေးပဲထားပြီးတော့ကျန်တဲ့အပိုင်းတွေကိုဖြတ်လိုက်တယ်ကဲလို့လေဒါဆိုရင်ဟိုပါပေါ့နော်ဗီတာတင်းဒါမှမဟုတ်လို့ရှိရင်လက်နဲ့တောင်တိုက်ရိုက်မထွေးဘူးနော်ဟိုဟာလေးနဲ့ဒီ swast stick လေးလိုဟာလေးနဲ့ပဲတို့ပြီးတော့ထုတ်ရမယ်တကယ်ဆိုရင်ဒီမှာလက်ကဟိုပါပေါ့နော်တေချာစေးကြောထားရမယ်ရက်ပြန်နေပါလိမ့်မယ်တေချာအစင်းလုပ်ထားရမယ်မဟုတ်ရင်လက်ဝတ်ထားရမယ်နော်ဒီလိုလေးဖြည့်ရမှာပေါ့နော်ဒါ6သွားတယ်နောက်နိုးတိုက်ကျွေးတဲ့နေရာပေါ့နော်နိုးတိုက်ကျွေးတဲ့နေရာကတော့ဒီအသက်6လအထိကတော့မိခင်တို့တစ်မျိုးတည်းပဲတိုက်ရမယ်ပေါ့နော်မိခင်တို့တစ်မျိုးတည်းပဲတိုက်ရမယ်ဘယ်လိုတိုက်မလဲ2နာရီကနေ3နာရီကြားတစ်ချိန်တိုက်ရမယ်နော်2နာရီကြားတစ်ခါ3နာရီကြားတစ်ခါတိုက်ရမယ်လို့တိုက်ပြီးရင်လေးထုတ်ပေးဖို့လည်းမမင်းနဲ့လေးထုတ်ပေးဖို့ဆိုတာကတော့ကလေးလေးကိုဒီပကုံးပေါ်တင်ပြီးတော့နော်အကျော်လေးကိုပုတ်ပေးလိုက်လေဒါလေးထုတ်ပေးတာနော်အဲ့တော့15မိနစ်ကနေနာရီဝက်ခန့်ကလေးကိုခေါင်းထောင်ပြီးတော့ခြိထားပေးဖို့လိုတယ်မဟုတ်လို့ရှိရင်လို့တွေအန်တက်တယ်ပေါ့နော်နောက်ဘိုင်အောင်ဘိုင်နာနာလေတို့လေအောင်ဖြစ်တဲ့ဒါဆိုရင်ကလေးကခြိကြနေတော့မှာပေါ့ငိုနေတော့မှာနော်အဲ့တော့ဘိုင်ဝါသလားမဝါသလားစစ်ဆေးမယ်ပေါ့နော်လက္ခဏာရက်တွေပုံမှန်အခြေအနေအဲ့တော့ဘိုက်ဝတယ်ဆိုရင်ဗာပြောမလဲသေးခံလဲရတာအနည်းဆုံးတစ်နေ့ကို6ကြိမ်တည်းမနဲ့လဲရမယ်တဲ့နောက်စီးသွားတော့ကဘယ်လောက်လဲဆိုရင်လည်းတစ်နေ့ကို6ကြိမ်ကနေ10ကြိမ်ရှူပေါက်ရမယ်ကလေးလေးရနော်နောက်ဝင်းသွားတော့ကဝင်းကအဝါရောင်ဖြစ်ပြီးတော့တစ်နေ့ကို3-4ကြိမ်အနည်းဆုံးနော်ဒါအနည်းဆုံးနေပြီပဲနော်အိတ်ဆက်ချိန်ကောင်းစွာအိတ်ဆက်နိုင်ပြီးတော့ပျော်ရွှင်နေရမယ်ကလေးလေးကဒါဆိုရင်သူဘိုက်ဝနေရမယ်နော်မပြောတတ်ဘူးလေနော်မပြောတတ်ဘူးသူဘိုက်ဝပြီးဘိုက်ပြေမပြောတတ်ဘူးဒီလိုဟာတွေရှိနေရင်ကလေးဘိုက်ဝနေတယ်လို့ဟိုကသိထားရမယ်အဲ့တော့အိတ်ဆက်ရှင်ကလည်းသူကလူကြီးတွေလိုညပဲအိတ်တယ်လို့မရဘူးနော်နေကင်းဘက်လည်းအိတ်ရမယ်ညဘက်လည်းအိတ်ရမယ်ပေါ့နော်အဲ့တော့နေကင်းဘက်ဆိုအလင်းရောင်နဲ့အတန်ပေးရမယ်ချော့မြူကစားပေးဖို့လိုတယ်ညဘက်မှာမလုပ်မလဲအလင်းရောင်လေးကိုမိန်ပေးလိုက်နဲ့ဟွာပေါ့
ဒီလူတွေမှာအိတ်ချိန်ရယ်လိုးကြားချိန်ရယ်ကိုဒီစာကယ်လေး sleep cycle လေးစာကယ်ကြီးရဲ့ rhythm လေးကိုမှန်အောင်ပေါ့နော်အဲ့တိုင်းလေးသွားလုပ်ပေးတာသူ့ကိုဒီလောကကြီးနဲ့သဟဇာတဖြစ်အောင်စပြီးတော့ကျင့်ပေးတာပေါ့နော်အဲ့တော့အတန်တူတူနဲ့စကားနည်းနည်းပဲပြောမယ်အမြဲတမ်းပတ်လည်အနေထားလေးနဲ့ပဲသိမယ်အဲ့ရထဲမှာဆောင်းအထူတွေအယုတ်တွေပွားချုပ်နေအောင်ထားနေနော်ကလေးလေးကိုဒီနှာခေါင်းတွေပါလိမ့်ပိတ်ပြီးတော့အသက်ယူပိတ်တတ်တယ်နော်ဒါသတိထားရမှာပေါ့ဒီနေ့ရဲ့ဆွေးနွေးတင်ပြခြင်းနဲ့ကလေးငယ်ကိုပြုစုဆောင်ရှောက်လိုတဲ့အကြောင်းတရားများအကြောင်းကတော့ဒီမှာပဲဒီပုံချုပ်လိုက်ပါတယ်